ငွေကိုလုံးဝမကြည့်ပဲ A grade living standard ကိုပဲကြည့်တဲ့အခြေပေါ်စီတွေအတွက်မလီနာဆိုတာကိုစကားနဲ့ထည့်မပြောတော့ဘူးထိတ်တန်းဆယ်လီတွေပဲနေထိုင်ကြလို့တိမိသားစုအတွက်အခန်းကောင်းလေးတစ်ခန်းကိုလိုက်ပြမယ် 5 star grade hotel style နဲ့ lobby နေရာတွေ open space Olympic meter ရေကူးကနေရှယ်မီ system ကြတဲ့ကလေးကစားဝင်းနေရာတွေဒီလျက်ခုံတွေ table dinner room တွေ equipment စုံတဲ့ gym room တွေအကားတွေကအစားလုံးဝ soundproof fireproof တွေကိုသုံးပြီးတော့မှ smart system တွေအကုန်လုံးထည့်ပေးထားတယ်ဝင်လိုက်တာနဲ့ရှောင်းလန်းကျဲတဲ့ area ကိုလည်းမြင်တွေ့ရမှာဖြစ်ပြီးလုံးဝနေရာကပ်ပြီးကို show တွေအတွက်ကိုလည်း data လေးထည့်ပေးထားတယ် master bedroom ပေါ်ကြမယ်Master bedroom မှာလည်းသူကတကားတွေကိုလုံးဝနေရနဲ့အမြင့် high ceiling တွေထိယူထားပြီးတော့မှအကုန်ထည့်ပေးထားတာကိုတွေ့ရမယ်။အခန်းအနေထားကတော်တော်လေးကိုမှမိသားစုတွေအတွက် furniture တွေထပ်ပြီးဆက်လုပ်မယ်ဆိုရင်တော့ကျယ်ဝန်းအောင်မြင်တွေ့ရမယ်။အဲကွန်တွေတက်ပြီးသားဖြစ်တဲ့ဂရင်ကိုမိသားစုဂရင်ခင်းဆိုင်တွေထည့်ပေးတာတော့မှကျယ်ဝန်းတဲ့အနေထားလေးတွေတွေ့ရအောင်မယ်နော်။ဒီမှာဆိုရင်လည်းသူကနေရန်ကပ်ဗီဒီယိုတွေကိုအပြည့်အနေနဲ့ slide ပုံစံလေးသုံးပြီးတော့မှထည့်ပေးထားတယ်။ဒါကတော့ WC room မှာWC room ကတော့ traditional design တိုင်းလေးပဲ combat ဖြစ်နေလုပ်ပေးထားတယ်။တကားကိုတော့ slide ပုံစံနဲ့ spacing area တွေတော့မပုတ်အောင်သုံးပေးထားတယ်။ light ကားလေးတွေကအစားအသားကောင်းထူထူလေးတွေသုံးထားပေးပြီးတော့ဒီမှာဆိုရင်လေဝရဏကိုလေကိုမိသားစုကနေပြီးတော့တန်းပြီးတော့ထွက်နိုင်မယ်။အလင်းရောင်ကောင်းကောင်းရတဲ့ light လေးဝင်လေးထွက်တဲ့တော်တော်လေးအဆင်ပြေအောင်တွေ့ရမယ်နော်။ living room သွားကြအောင်။ဒါကတော့အခုကွန်ဒိုခန့်ရဲ့ living room area အနေနဲ့မြင်ရမှာဖြစ်တယ်။တော်တော်လေးကျယ်တဲ့အနေထားရှိပြီးတော့ common ဖြစ်နဲ့ကြွေပြားခင်းပေးထားတဲ့ပုံစံလုပ်ထားတဲ့အတွက် long lasting ဖြစ်လဲအသုံးပြုလို့ရမယ်။တန်ရှင်းအတွက်လည်းတော်တော်လေးဆင်ပြေမယ်။ dining counter တွေ dining table နဲ့လည်းတွဲပြီးတော့သုံးလို့ရတယ်။ဆင်ပြေမယ်ထပ်ပြီးတော့လုပ်ချင်တယ်ဆိုရင်လည်းကိုယ့်ရဲ့ interior decoration တွေထပ်လုပ်လို့ရအောင်ပြီး high ceiling တွေပါပြီးသားဖြစ်တယ်။ဒါဆိုရင်ဝရဏသွားကြည့်ကြအောင်ဒီမှာတော့ဒိုင်းမွန်ရရဲ့ကွန်ဒိုခန်းတွေကဝရဏထဲမှာသူကအကျယ်ဆုံးလို့ပြောလို့ရတယ်။ပုံမှန်ဆိုလို့ရှိရင်ဝရဏရှောင်းလန်း area အတိုင်းကိုတဲ့အရှည်ယူထားပေးတယ်ဆိုပေမဲ့ဒီမှာကသူ့ရဲ့ထပ်ပြီးတော့ extra အနေနဲ့အပြင်ကိုထွက်တဲ့နေရာတွေတော်တော်လေးကျယ်တာကြောင့်မို့လို့ကိုရီမိသားစုတွေရဲ့ private area plant area ပဲလုပ်ထပ်ပြီးတော့မှ relax လုပ်ဖို့အတွက်ဘားကောင်တာလေးပဲအသေးစားလေးပဲထားကြိုက်တယ်လို့ဖန်တီးပြီးတော့နေလို့ရတဲ့အနေထားတွေတွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကဒီကနေလဲ city view ကိုအပြည့်အဝခန်းစားနိုင်မှာဖြစ်တယ်။ဒါဆိုရင်နောက်ထပ် single room တစ်ခါကိုတွက်ကြည့်ကြမယ်နော်။ဒါကလည်းသူကဝရဏကနေဆိုလို့ရှိရင်လည်းကိုနောက်ထပ် single ခန်းတစ်ခန်းနဲ့ကိုရောက်နိုင်တယ်။သူကအခန်းတွေအကုန်လုံး master ခန်းရော single ခန်းရော living room ကိုဝရဏနဲ့ direct ချိတ်ဆက်ထားတာဖြစ်လို့တော်တော်လေးကိုမှ open type ဖြစ်ပြီးတော့ relax လည်းဖြစ်တဲ့အပြင်ကိုအလင်းရောင်လေးဝင်ထွက်တွေလည်းကောင်းတယ်။မိသားစုတွေအတွက်လည်းတော်တော်လေးကို combine ဖြစ်နေနေထိုင်လို့ရတဲ့အနေအထားမှာရှိတာကိုတွေ့ရမယ်နော်။ဉာဏ်ကပ်ဗီဒီယိုတွေကို update slide ပုံစံနဲ့သုံးပေးထားတာ compact တော်လေးဖြစ်တယ်နော်။ဒါကခုနကတော့အေးတို့ဝင်ပေါက်နဲ့နေသူအနီးကပ်ဆုံးမှာရှိတယ်နောက်ထပ် single room တစ်ခန်းပေါ့သူကတော့လေးပြတကားပုံစံ slide door လေးကိုလုပ်ပေးထားတယ်ဒါဆိုရင်ဝင်ချင်းမှာလုပ်ပေးထားတဲ့ single room ဆိုပေမဲ့သူကတယောက်ကိုတေချာအေးစစ်စစ်နေလို့ရအောင်တော်တော်လေး compact ဖြစ်နေထားပေးထားတာကိုလည်းတွေ့ရမယ်ဒီမှာလည်းမြင်တွေ့ရတဲ့အတိုင်း furniture တွေကဆက်လက်လုပ်ပေးပြီးသားဖြစ်တယ် furniture တွေအတွက်ကိုတော့ကိုရီညှိနှိုင်းပြီးတော့ဝင်လို့ရမယ်တော်တော်လေးကိုမှ compact ဖြစ်နေဒီလိုနင်းကပ်ဗီဒီယိုတွေအပြည့်ထည့်ပေးထားတာတွေကတော်တော်လေးဆင်ပြေတယ်ဒါဆိုရင် kitchen room သွားကြည့်ကြမယ်နော်kitchen room ကတော့သူကတကယ် 5 star luxury condo ရဲ့ design တိုင်းပဲ glass door ပုံစံနဲ့ကိုအကြည့်လုပ်ပေးထားတဲ့အတွက်လေဝင်လေထွက်ကောအနံ့သက်အတွက်ကောလူဝင်လူထွက်တွေအတွက်ကောတော်တော်လေးကိုမှအဆင်ပြေ system နဲ့မြင်ရမှာဖြစ်တယ်။လုံးဝ common ဖြစ်တဲ့ kitchen room ကိုမှ fully wardrobe တွေကိုအပြည့်အပေါ်အောက်ထည့်ပေးထားတယ်။ color matching ဖြစ်အောင်လို့ fashionable design တွေကိုသုံးပေးထားပြီးတော့တကယ်ကိုမှကျွေပြားကောင်တာတွေနဲ့ပဲသုံးပေးထားတယ်လိုအပ်တဲ့ range တွေcustom တွေလည်းအကုန်ထည့်ပေးပြီးသားဖြစ်တယ်။ဒီမှာသူကထူးခြားတာက5 star grade တွေရဲ့ luxury condo တွေအတိုင်းကို main room ကိုတတ်ထားပေးထားတယ် kitchen room နဲ့တွဲပြီးတော့ဒီမှာ main room ထဲမှာဆိုရင်လည်းတော့ patch one နေရာစာပါပြီးသားဖြစ်တယ်ဒီမှာဆိုလည်း workshop set တွေထားလို့ရတဲ့နေရာ spacing area တွေကို common ဖြစ်နေယူထားပေးသားဖြစ်တာကိုတွေ့ရမယ်နော်။အခုကွန်ရိုခန်းကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့ square feet 1500လူကြီးမင်းတို့ဈေးနှုန်းသိန်း13800နဲ့ဝယ်ပိုင်ဆိုင်မှုအတွက် Pearson Properties ကိုဆက်သွယ်ဖို့မမေ့နဲ့နော်။ဆုံးဖြတ်ကြည့်ရှုပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်တတား